လို့ခေါ်မဲ့အလူရှင်အလူမပီတီနှလုံးဖျားကျင်းနှုံဆုံးမှာစိတ်စေတနာထက်သန်စွာနဲ့နိဗ္ဗာန်ရည်မှန်းလက်တယူမဲ့အလူချေကရွှေရောက်တော့ပါတာပြောစီတဲ့နေ့ဒီလိုလားပုပ္ပမုံစာပရစေတနာအယုံနဲ့အမြဲမရွေးပါပြီးကံနဲ့လူအေးချမ်းနဲ့လူဒါနတုံးလေးပါတော့မဲ့လူပြီးကံနဲ့လူအေးချမ်းနဲ့လူဒါနတုံးလေးပါတော့မဲ့လူအလူရှင်ကြီးကအတော့ကအတန်ဒီမိတ်တာအလူမကြီးပါနှပြနေကကိုရောချူမဲလူရေငန်းပိုင်းအဖောက်ဦးရှိလို့ပါဗျာ။ဒီကနေ့စီတော့ရဲ့ဒေတာကမြတ်ပါရှင်။ကျွမ်းတိုင်းကတိုင်းမှာများတယ်လို့ရှင်နေလာပါဒီတိုင်းမှာသာသာကြီးသမီးကိုမှတ်ပြကြပြီးတော့တားလာရတာဒီကလည်းငါများကိုယူရတာတော့ဘယ်မှာဖြစ်နေလဲကြီးသာသနာဘောင်းတွင်သာသနာမျိုးဒီကရှိတဲ့သိသိချင်းတော့ခံယူကြပြီးဒေတာကမြတ်ပါရှင်။ဒီကရှင်များဖြစ်တဲ့ခံယူပြီးကြပြီးတော့ရင်သွေးလာရတနာဖြစ်သောဇာတာပရိသမီးလေးနဲ့ဒီကသမီးလေးတို့တို့ဤတန်တန်ကြောက်တဲ့ကြောက်လက်တက်ပြီးတော့ဘေးတန်တဲ့ရန်သူတွေအနေနဲ့ပြင်းပြင်းပြီးတော့အင်းပြန်တော့လေဒီဝတခင်အရှင်မြတ်တို့ကမဆိုင်မတွက်နဲ့စောင့်ရှောက်နိုင်ဖို့အတွေ့တင်မြောက်ပါတာတက္ကနာဒီလိုမျိုးဒီဘဝမေတ္တာရေးကိုယ်ကပြည့်စုံပါစေ။ဆက်ရပါတယ်ဒီဒုက္ခကိုပြောပါဘာလာကဘုန်းကြီးကိုရနဲ့ကုမလာပဲဖြစ်တယ်။ဒါလုံးဝဒီဟာရှိတယ်ဒီလိုကခံယူရတဲ့ဒီစာရင်းနဲ့ဒီတန်တဲ့ရန်သူတွေအနေနဲ့ပြင်းပြင်းတော့အင်းပြန်တော့ဆိုင်ပါစေ။ဆက်ပါမယ်။ဒီလိုဒီစီမျိုးကြောင့်လည်းကောင်းတယ်ဒီလားချက်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 ခါလောက်တရာကောင်းနေနော်
မိဘဆရာသမားတို့အားလူသေးမြတ်တို့လက်ဆုံးမိုး၍ရှိကိုပူဇော်ဘုရားထံကျော်တော်ပါ၏ရှင်ဘုရား ဘုရားဆရာရှိသောယရဏမြတ်သုံးပါးမိဘဆရာသမားတို့အားယုတိမြတ်တို့လက်အုပ်မိုး၍ရှိခိုးပူဇော်ဘုရားမန္တရောကြောလာကြသောယရဏတရားပနာမကောင်းမှုကုသိုလ်ကံစေတနာဖြာဖြာတို့ကြောင့်ကိုယ်စီကိုယ်မှပြည့်စုံနိုင်ကြပါစေ ပြည့်ပါစေရှင်ဘုရား အဟံဗန္တိ အတန်ဒီ တိတရဏေနမဟ ဣတရေနာတဟ ပိစတိလံ သတိလံ ဓမ္မယာသာမိ မယသာမိ အနုကဟံကတဝါ ဘုရားကတဝါ သီလံဒေထ ဣလံဒေတာ မိဗန္တိ ဒီပန္တိ အောက်ကျော်လူယာသန္တာ အောင်ယုလူရသန္တာ ပြေဝါကြပါစေ ဝါဒပါစေ ဣဒံမေပုံညံ ယံမေပုံညံ အာတဝက္ခယံ ဝေကယံ ဝဟံဟောတုအပိစတိလံဓမ္မံဂရုကံကတဝါအပမဒေနသံပါဒိဋ္ဌာသဗ္ဗညုဘုရားရှိနှုတ်ပတ်တော်ဖြစ်သောယံတော်ဒီလေကံဝါမြေလေသာယောသာနာဘောတကုဏတကတောပါပေဘောဒုတုပိနံအကန္တံသံဃာနုဘာဝေနဝိနာသမေတုပဇာတံဘာသုတေယံဒုဒံဒုတုမေဘာပဇာသဗ္ဗယလေယကုကုသိုလ်ကောင်းကိုအာရောကြကုန်သောဒကာဒကမပေါင်းသူကောင်းတို့သည်ဣဒာဣပေတရားတော်မြတ်တို့ကိုနာယူသည့်နေ့မှာပဋ္ဌာယစ၍သုတေယံဒုအိမေယမေကောင်းစွာမေ၍နိတ္တကြည်သာအိစ္ဆနိုင်ကြပါစေကုန်သတည်း။ကာယနောလည်းအဖြစ်ကောင်းရာသည့်314ပါရမီကင်ကောင်းတို့ကိုဘုရင်တုတဆင်းနဲ့တဆင်းတဘွားတဲ့တဘွားမြင့်တဲ့မြင့်အောင်ပါစေကုန်သတည်းဒီလားစီပတိစီဘုဒ္ဓဒုက္ခနိတရဏနိဗ္ဗာနတသစ္စိကရဏထာယဣမေဝဋ္ဌံကဟိတဝါသီလဝတိပါဝတိမြောက်ရေတောင်းမမာရေတတိယပေသုံးကြိမ်မြောက်ရေတောင်းမမာရေတက္ကလာဘုဒ္ဓဒုက္ခနိတရဏဝိပါဏတသစ္စိကရဏထာယဣမေဝဋ္ဌံအဟိတဝါသီလဝတိပါဝကရောထာမမန္တိယုကမ္မဥပါဒါယအရှင်ဖျားပြီးတော်တို့သည်အလုံးစုံသောတန္တရာတိဟူသောမစေရပေါင်းမှာလူမြောက်ရမယ်ယနေ့ကံကိုမဉ္ဇဉ်ပူဇဉ်ပြေလေဉ္ဇဉ်စွာမြတ်မောပြုပါရခြင်းဒီလိုပါတတိတော်တို့ဤလက်၌ရှိသောဝိယုံကိုဒီတော်မူ၍ဒီတော်တို့ကိုသနာဆောင်ရှာချီးမြှောက်သောအဖြစ်သာသနာ့တွင်ဝင်လာရှင်ဖြစ်ကိုဝေတော်မူပါကုန်ဖျားဣယံဝဋ္ဌံတတဝါသီလဝတိပါဝေမြောက်လေတောင်းမမာယေတက္ကလာဝါသီလဝတိပါဝရောထာအနန္တိအနုကံ
ခြင်းကြောင့်အနတ္တနိလာရပါမြတ်ရှင်ကြောင့်အတုပါဣမသမေငါယေဧရုကယကန္တာဂုဏံတန္တာသွားလေအမြဲမရှိနေစာသောမေအခြင်းကြောင့်အနတ္တနိလာရပါမြတ်မရှိကြောင့်အတုပါဣမသမေငါယေဧရုကယကန္တာဂုဏံတသောယေရုယေမနိအမြဲမရှိနေသာသာရမမြတ်မရှိကြောင့်အတုပါ အဒီမသမေငါယေဧရောဘခာယကနာကို၌ကေယသမေတိအမြဲမရှိအနေသာနေရကြသူကြောင့်တို့ကအသောမယခြင်းကြောင့်အနန္တအနေတရဘာမမရှိခြင်းကြောင့်သူပါဧကနာကိုကြည်ကြည်ပါစေမတဲ့လူသူအတိပါတက အဒီမသမေငါယေဧရောဘခာယကနာကို၌ကေယသမေတိအမြဲမရှိအနေသာနေရကြသူကြောင့်တို့ကအသောမယခြင်းကြောင့်အနန္တအနေတရဘာမမရှိခြင်းကြောင့်သူပါဧကနာကိုကြည်ကြည်ပါစေမတဲ့လူသဘာတိပါတက အဒီမသမေငါယေဧရောဘခာယကနာကို၌ကေယသမေတိအမြဲမရှိအနေသာနေရကြသူကြောင့်တို့ကအသောမယခြင်းကြောင့်အနန္တအနေတရဘာမမရှိခြင်းကြောင့်သူပါဧကနာကိုကြည်ကြည်မသိမတဲ့လူတစ်ပါးဒီပါတက အဒီမသမေငါယေဧရောဘခာယကနာကို၌ကေယသမေတိအမြဲမရှိအနေသာနေရကြသူကြောင့်တို့ကအသောမယခြင်းကြောင့်အနန္တအနေတရဘာမမရှိခြင်းကြောင့်သူပါဧကနာကိုကြည်ကြည်မသိမတဲ့လူတစ်ပါးဒီပါတက အဒီမသမေငါယေဧရောဘခာယကနာကို၌ကာယကံဝစီယံသောသာဝကပတိနောကျောက်ပါရှိသည်သဗ္ဗာဒုတိယရတိယတစ်ချိန်တစ်ချိန်သုံးချိန်တော်ရာယေမာတရားဝိသံသံဃာယေမာယေဒီတော်မှာနေဒီဝါစနာပါလို့ယေဝေယံတို့လက်ဆောင်မူရရှိဖို့ပြောရှာတော့ ဘုရားသာရှိသောယန္နာမြတ်သုံးပါးမိဘဆရာသမားတို့အားလူတင်တို့လည်းမူ၏သို့ဘုသောဘုညောနာတိကဘရောရကြသောယန္နာတရားပနာမကာမသရကုသိုလ်ကံဆရာတို့ကြောင့် တတဘဂဝတောယေဟတောဓမ္မတံဘုဒ္ဓတနမောတတဘဂဝတောယေဟတောဓမ္မတံဘုဒ္ဓတ ဘုရားတဏ္ဍကိသာမိဓမ္မတဏ္ဍကိသာမိနာတဏ္ဍကိသာမိ ယန္နကိသာမိဓမ္မနန္နကိသာမိတဏ္ဍနန္နကိသာမိအရဟမနနာဝိရုဒနာဌာနဝေရမိတေနာမာရိယာမိဥစ္စာတေယနာမောတေယနာဝေရမိတေနာမာရိယာ ဣဒံမေပုညံအာသဝခယံဘာဟောတုဣဒံမေပုညံနိဗ္ဗာနန္တပစ္စယောဟောတု
ဣတရဏေနာသာအသင်္မသမနာကတံဘောဓာတိနံဓမ္မန္တာရိကံတတ္တဝါအပမဒေနသံပါတိထာ What's
မ
။
ကြည့်လိုက်ရင်ရှင်လန်းလေးတဲ့ညီကတတရေရှိတယ်နော်ပြောပြောပါပါလေပါတို့တော့သူ့ကိုရီခေါ်ပြီးတဲ့ဒီပဲကြီးပြောကြည့်ပြကြီးလေပြောအလူမကြီးလေပြောတပိလွယ်တဲ့ဆိုတွေလေပြောအလူတကာကြီးလေပြောအလူမကြီးလေပြောတပိလွယ်တဲ့ဆိုတွေလေပြောဝမ်းတောင်ဖန်တောင်ကိုင်တဲ့အမျိုးသမီးတွေလေပြောရွှေချွေးမိုးရဲ့မျိုးသားတွေလေပြောမောင်ရှင်လောင်းလေပြောနာတာလေပြောပြောကြည့်ပြောအိုးစီဝိုင်းနဲ့ဒီဝိုင်းွယ်လေပြောရှင်လောင်းလေးလေပြောရှိဖို့စားရွှေကြောင်တော်ကြီးကိုလည်းသွားလို့ပြမျိုးမိသားရေးပါလိုက်လက်များလေရကြမယ်နော်ယူရစလာကလေးကိုသမီးချာရှင်လောင်းလေးပွေတော့ပြောစီဖို့မအောင်ညင်ညင်ညောင်းညောင်းတောင်းတောင်းညာချိန်ချိန်သေးသေးစီရတော်မတော်ဒီကမဟာပစ္စာမိပါဗျာမှန်လားပါကိုမျိုးကိုရနဲ့ဘုံမလားပါရှင်ဖြစ်တော်မူတော်နေရရှင်ဖာကိုမျိုးရှင်နေပလဲရင်နေဒီကွာနည်းနည်းချင်းချိန်ခါသမယမှာပြင်အလူဒိုင်ကာဒိုင်ကမမြတ်ကြောင့်အလူဒိုင်ကာတနင်္နာသာအလူဒိုင်ကမဇာသာဝိသမီမိယံဗုဒ္ဓမိသားစုတို့ကတာမဏိရပပ္ပစ္စမင်္ဂလာဟုခေါ်ဆိုတော်မူအပ်ကုန်သော
မြင့်မြတ်လာသောမြတ်ဗုဒ္ဓရှင်တော်မြတ်ဖျား၏ဗတ္တိဇမွေးရှင်သာမဏေဖြစ်တော်၎င်းဥပသမ္မရဂန်ဆောင်ရန်ပေါင်ဖြစ်တော်၎င်းစေပါပရိကံဆောင်းလုံးကဖြစ်တိုးသိန်းချင်းမြောက်ခံယူခြင်းများနှင့်ပြုတော်ကွာယင်းဤသီးကြသမီးလာယရနာများကိုလည်းသာသနာမြေဝင်သီလရှင်ဖြစ်နေပြီးသာသနာအကျိုးမြော်ဘိုးသူတော်ဖြစ်နေဝိစင်တာဖြင့်သာသနာဘောင်တွင်တိုးသိန်းချင်းမြောက်ကြသည်အမှုတော်မင်္ဂလာပြုလို့ကျင်းပဆောင်ရကြသည်စိတ်ခံနှင့်ပြုတော်ကွာမောင်ရင်လောင်းပစင်းလောင်းများဖြစ်နေခံယူပြီးနေထိုင်ကြသည်စိတ်ခံတွင်လည်းဘေးတန်တဲ့ရန်တွေအန်ရများပြင်းစင်ရောက်ကြနိုင်တဲ့အတွက်ကိုဖြင့်ကိုမြို့ကိုရာနှင့်ကိုဖလားပိုင်ရှင်ဖြစ်တော်မူသောနေရရှင်ရရှင်အဖကိုမြို့ရှင်အမေပလဲရင်တဲ့ကွာရင်းငံမိုင်အဖဥရှင်တို့ကလည်းမမေ့မလဲရောမဖို့မဆာသောတတိတရားများဖြင့်လို့ကွာတင်မြောက်ကတာတက်ကြရပြုပါလိမ့်မယ်ဘုံပြီးပြည့်စုံဆောင်နိုင်ကြခြင်းအတွက်အဲ့မတော်နဲ့စောင့်ရှောက်နိုင်မှာပြေချပြီးတော့ဒီကရှိတဲ့ချက်ဒီဒီနေ့နဲ့နည်းနည်းချင်းသာလူဒီမောလနာများခေါ်ဆိုနိုင်ခြင်းအတွက်ကိုလေကိုမြို့ကိုရာနှင့်ကိုဖလားပိုင်ရှင်ဖြစ်တော်မူသောနေရရှင်အဖကိုမြို့ရှင်ဒီကလေးရင်တို့ကရင်းငံမိုင်အဖဥရှင်နဲ့ဒီကွာဒီနေရာဒီကဒီပရဝံဒီကျောင်းတွေဒီကွာကျွန်ုပ်တို့ဆွေဟောင်းမျိုးဟောင်းများနေဒီကွာလုံငယ်တော့27နှစ်ခန့်ကဘောင်းကိုဆွနေသွားတဲ့တပန်းဖြစ်ပြန်တော့ဤကင်ကြီးဖြစ်တဲ့ဗုဒ္ဓဘုဒ္ဓကြီးဒေါ်ရီမောင်မြင့်ဒီကွာလူကန်သော3နှစ်ကျော်4နှစ်ခန့်ကဘောင်းကိုဆွနေသွားတဲ့တပန်းဖြစ်ပြန်တော့ဖားကင်ကြီးဖြစ်တော့တောက်ကြတာဥဒ္ဒဝင်းလုံးနဲ့30ဘုံမှာကျင်းကျဆသွားလာနေကြမလို့ဝိနည်းတုညာတုညာသတ္တဝါအားလုံးတို့ကိုဝမ်းမြောက်မှုကိုသာဓုအမှုမောဒနာတရားများနာကြားနိုင်တဲ့အတွက်ကိုဖိတ်မှန်မှာပြပါမကောင်းတော့အတိတ်နဲ့ဒီလိုမျိုးတွေကောင်းတော့ဆက်တက်ပြီးဖြစ်တယ်လေ။အမျိုးလူမျိုးကိုရောကြားကြည့်တယ်မကောင်းတော့အားလည်းနည်းနည်းလေးတော့ဘာသာတာဆက်ပြီးဒီမှာဆက်နေဆိုလို့တော့ဖို့ကိုဒီလိုတရားနဲ့ပတ်သက်နေတယ်ဆိုရင်လည်းလုံစည်းဝါကိုင်စည်းဝါတိုးတက်ကောင်းတယ်တာလေးတွေလက်ပြရပြီရွာကလေးကိုဟောက်တဲ့အောင်ပြီYour Pigila, yes, Tina, I love you. Yoshi, my daughter, mommy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 . Hãy subscribe
ကဲတာဖိုင်လာတဲ့ဘာသာမများဘာလို့ဒီလိုလာတာလဲ
Bhagavato
Dhammaraṇaṁ gacchāmi Dhammaraṇaṁ gacchāmi Gandharaṇaṁ gacchāmi Gandhi Pahi Visayo Gandhi Pahi Patadi Kena Nambadi Tha Cha Chung nhục thải Lêu chỉ ra cô nó cô yên biết rồi cô yên đi bà bé lâu đấu cô tụi ra lại lâu chết gì cô yên đi bà bé bió bió cô tụi ra lại bió bió chết gì cô yên đi bà bé nhàn gì cô tụi ra lại tụi nhàn gì à bỏ bao lá cô là nội ý này Phổ hi doa cho má khăn na để họ đi lưu đô mi la truy mui lê cao na cứu xin si đan na ta bồ li ga chết ya lưu xiên đi ba la ba cho ba ta mi chẳng xin lưu mau đi lưu đa su bu bọt khuya ma lưu đô mi la chính tế doa mi tha phổ hi doa cho má khăn na để họ đi lưu đô mi la truy mui lê cao na cứu xin si đan na ta bồ li ga chết ya lưu xiên đi ba la ba cho ba ta mi chẳng xin lưu mau đi lưu đa su bu bọt khuya ma lưu đô mi la chính tế doa
သို့ရောက်ရှိပါပြီဒါကြောင့်တရားများနာယူရတဲ့ဒီမင်္ဂလာမန္တအတွင်းသို့ကြွားရောက်ပြီးတော့တရားများနာယူကြဖို့အတွက်လေးစားစွာဖြင့်ဖိတ်မှန်တကားပြုပါလေဗျာတရားတော်မှာတရားတော်မှာတိုင်းဘိုးဘက်တော့ကဘိုးဘက်ဆိုင်ရှိမှာတော့ကအရေးသားများသမီးများရဲ့ကုသိုလ်ကောင်းမှုကိုဝမ်းမြောက်တို့ပေါ်တာရုခေါ်ဆိုနိုင်ရေးအတွက်ဟောဒီအလိုမင်္ဂလာမန္တကျင်းကိုကြွားရောက်တရားနာယူကြရန်ဖိတ်ကြားအပ်ပါတယ်ခင်ဗျာယောဇပုပ္ပေသပြုံးမြဘုံချိန်ဒီမှာမြတ်ဗျာ၎င်းဓမ္မေသံသက္ကတတသဝိရိဒဘောဆုံးဘောချုံးမြဘုံချိန်မြတ်လက်တရားတော်မြတ်၎င်းတံဃေသသဝရိပန္နတာသနုဒရဘုံယေတိတံလောကတာဆုံးဘောချုံးမြဘုံချိန်မြင့်ပြမြတ်တန်ခါ၎င်းဘောစေစေကံကမအဖြစ်ဧတံသရဏတုဗုဒ္ဓဓမ္မသံဃာတပြသဝါယရဏကိုယ်ဝေစိကယတိတိဧမံဝိပယမကဧကျံလာသောကိုယ်ဝေစိကတိမိဘဝေ၏အာဂမဆွေမေသဘုရားကြောင့်ယူ၍သဗ္ဗဒုက္ခခတ်သိမ်းပြာစွာဒုက္ခပြပြမဗမုဒ္ဒရေဘုဒ္ဓတိကိစေလွင်ပြောင်းလွမြောက်ကြပြီလို့တည်းစေကိုပူဇော်ဘုရားမကျော်ကရောရင်ပြုကြကုန်သောဘုဇုဒတကိစ္စကာရဝယရဏတရားတရားကောင်းမှုကုသိုလ်ကံစေရနာယနေ့ယခုမိမိတို့၏ဒီနေ့သိချာသာယရနာသူရဘာတို့၏ယ၌ဖြစ်သောသာယရနာသမီးယရနာတူယရနာမြေယရနာတို့ကိုသင်္ကန်းတော်တဲ့ခပန်သပိကောင်းရင်တာကတရားရည်စီမျိုးရှင်းဆုံးစွာရှင်းပြသောပရိက္ခရာတို့ဖြင့်သာသနာဝေထရှင်ရန်ဖြစ်သူတို့သည်ချီးမြှင့်ကြသောသာသနာတရားစသာသနာဒုက္ခသာသနာအဝေကံကုသိုလ်ကံစေရနာယတိယဝေစီဝေနိညာရောက်ရှိလာကြကုန်သောမိသင်္ကာပေါင်းသူတော်ကောင်းတို့သည်အနိဋ္ဌဗေဒံယမခသိဘဝတိုင်းကိလိုညီညာကုန်သည်သာဖြစ်၍ခြေလျာသံဃာတို့၌အသက်ရှိသည့်အရှင်သာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတော်အလူဘောကောင်းကျိုးဣဋ္ဌကျက်တိမင်္ဂလာပြပြတို့နှင့်ပြည့်စုံကြကုန်ပြီလျင်ဘုရားယနာပိစေကဗုဒ္ဓရှင်သူမြတ်တို့သည်သုံးဆွေမြေပန်းစင်းမြေကျင်ဆုံးမြေဖြစ်ကြကုန်သောသတ္တသီလသုဒ္ဓစာကပညာကြီးတွေကိုဓမ္မပြုမှုသောသူတော်ကောင်းဥစ္စာယရဏခုနှစ်ပါးတို့နှင့်လောကကုန်လုံးပြည့်စုံကြကုန်ပြီလျင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြသည့်ဘဝတိုင်အောင်ဒါနသီလဘောဓမြတ်ကို
ဉာဏ်ကျိုးကိုဝါများအထောက်နိုင်ကြသောဖြစ်ကြပါစေကောင်းလို့ရှိတဲ့ဓမ္မဘုဒ္ဓတော်ကောင်းလို့နေတကွာသုံးစရဘုံတွင်မြေလေးကနေထိုင်ကြသည်မြတ်မမြတ်ဝိရိယများစွာတတ်တော်ဟာလို့ဒီယကတိခြင်းရသည်ဘုကြောင့်ရကတိခြင်းရသည်ဘုကိုယ်စိတ်နှပါကျမ်းမှာချမ်းသာခြင်းများဖြင့်ပြည့်စုံရပါစေခြင်းကျိုးကသံဃာတော်ရှင်သည်များဓမ္မမေတ္တာသုပရိတရားအာယုဓမ္မစိတ်မတော်ပဲလာကြကြပါဘူးသာဓမ္မမုနိဒာသတ္တသုဒ္ဓဒုသကမောက္ခရံဓမ္မသဝနာကာလောဝယံပတ္တန္တာသဘောတဝါတောရယတောသမသမုဒ္ဒတံယတာတုဘဝါတောယတာနိဝါဒတိတိဝိဒနံယမေဇေဝတုယောဇာတောရတ္တေနိဝမတ္တန္တိတောဒုက္ခသုရိတောတောသဘဝဂိသိနာပတ္တိဒေဝမာရိကုလိုဘေတံပရေတံဓမ္မနာမဂိတေလောနဒအဘဥချိတ်ထားပြီးတော့နန္ဒကဝေယေရှုရှင်ကြီးမိခင်ကြီးတော်တင်ကြီးအားအမှုထား၍ဝေလုံသူမိဘများဖြစ်ကြသည်ဂိဥတ္တဝင်းဓဝိတော်ကြီးမောဂိဥတ္တင်အောင်ဝေလုံခဲ့တဲ့မိဘများအားလည်းပဲရည်စူးလူရှင်လူမများဖြစ်ကြသောဥကောင်းရဝင်းကျော်မေသက်ထွေးအောင်တာမောင်ကြည်တီကသမီးမဆုမြတ်မြတ်ကိုမိသားစုတို့နဲ့အတူတကွတမဏိရပပိစ္ဆမင်္ဂလာရှင်ကျင့်ပကြတဲ့လူရှင်လူမများအေကုသံရွှေမိတ်တော်ချင်းဝေတို့၏တာယတနာဖြစ်သောကိုထွန်းထွန်းဥလာဝေတော်အေဝေတို့၏တာယတနာဖြစ်တဲ့မောင်ပိုင်ဥပုချောတော်ထွေးမော်တို့၏တာယတနာဖြစ်သောမောင်တင်ဖေးအောင်ဥမြေဥတော်ထေးတို့၏တာယတနာဖြစ်သောမောင်ရန်ရှင်ဥကျော်စိုးမိုးတော်လွင်နိုင်တို့၏တာယတနာဖြစ်သောမောင်သူရစိုးမိုးဥပတမရကံဆောင်မြင့်မြတ်သောရံမောင်တို့သွင်းပြီးတော့ဥဇဝိတော်နွေနီဝိတို့တာယတနာဖြစ်တဲ့မောင်ချစ်စမ်းမောင်ဥယျမင်းထက်မကကခိုင်တို့ဤတာယတနာဖြစ်သောမောင်တော်ရာလင်းထက်ကိုပိုင်ဥမဖြိုးဤခိုင်တို့ဤတာယတနာဖြစ်သောမောင်လာမင်းပိုင်ကိုယျမင်းထက်မကကခိုင်တို့ဤတာယတနာဖြစ်သောမောင်ယဝေလင်းထက်တို့ကိုရှင်သာမဏေဖြစ်သာသနာပေါင်းတွင်သို့သွင်းချင်းမြင်ပြီးတော့ဥကောင်းမြတ်ဝိတော်မေတ္တထွေးအောင်တို့ဤသမီးယရနာဖြစ်သည်မဆုမြတ်မြတ်ဖို့ကိုပြည့်တီကမတ္တတဲ့ဝေတို့ဤသမီးလာယရနာဖြစ်သောမခွန်ချိုတာတို့ကိုသာသနာလွယ်ဝင်သီလရှင်ဖြစ်သာသနာတော်တွင်သို့သွင်းချင်းမြင်ကြသည်သာသနာဒါယိသသာသနာနုက္ခသာသနာအမွေကံကုသိုလ်ကံစေတနာဒီနေ့ဘုန်းကြီးတို့24ရက်ကာလ2026တနင်္ဂနွေနေ့နေယုံလာဇန်9ရက်ပေါ့အဲ့တော့9နာရီနဲ့40ခေါ်တရားရှိတာကြိုက်တာလို့လားကြိုက်တာဒီမှာဘုန်းကြီးတို့ဘယ်လိုလဲမိဘများကိုအမှုထားပြီးတော့အိကုတ္တဝိနမိတ်တော်ကြီးမောအိကုတ္တင်အောင်လို့သိနိုင်မြင်နိုင်ကြားနိုင်ပါစေခြင်းအကျိုးကဒါလေးသမီးလေးများကို
တရားကရှင်ပြုကောင်းမှုကုသိုလ်တွေပြုပြီးတော့မြတ်တမ်းပေးပြီးပေးကြကွယ်လွန်ခဲ့တဲ့မိဘများဂိုင်းဥဒဝေတို့ရိုင်းတော်ကြီးမောဂိုင်းဥတင်အောင်လို့သိနိုင်မြင်နိုင်ကြားနိုင်ပါစေကိုမဆောင်ကြကိုဆောင်တဲ့တစ်ဆယ်စကားတစ်ဆယ်ကြားလို့သားများသမီးများနဲ့တူတကွတရားတော်ကကြွရောက်ပါလို့ဘုန်းကြီးတို့ကထပ်လောင်းလို့ဖိတ်ကြားပေးပါလေဒါဖိတ်မှန်တဲ့ကတော့အလူဆိုတာတော့ဖိတ်ရတယ်လူလူချင်းလည်းပဲဘုန်းကြီးတို့ဖိတ်ရင်လာမယ်မဖိတ်ရင်ပရိသတ်ကြီးလာပါမလားတို့မူရတယ်ကိုယ်မူရတယ်ဒီထဲမှာပဲတိတ်မိတ်ပြီးတော့ဘဝတစ်ခုမှာကွယ်လွန်သည့်တိုင်အောင်ခန္ဓာကြွေသည့်တိုင်အောင်ဖေဖေမိဘများကသာသမီတွေပေါ်နေသွားကြလောကမှာရှိတဲ့တာဝန်တွေဝတ္တရားတွေသာသမီတွေရဲ့နိုင်နာရမယ်စီကံဥပဒေတွေမိဘများရဲ့နိုင်နာရမယ်စီကံဥပဒေရသော်ဘုရားထုတ်ပြီးတော့ဟောတယ်ဒီတရားတွေကိုပဲဆရာတော်ဘုရားကြီးများကလက်ဆင့်ကမ်းပြီးတော့အာလုံးနားလည်သိတာအဲ့တော့ဒီကဗျာလေးတွေငင်္ဂါလေးတွေဆိုတာလည်းပဲဘုန်းကြီးတို့ပြိဿကြီးဘိုးငယ်တို့တွေကတို့အားလုံးကသင်ဦးကြတယ်ရာဟုတတဲ့ဒီကဗျာလေးတွေကအမှုမဲ့မှတ်မဲ့နဲ့တတိမထားတဲ့အခါကျတော့ဘုန်းကြီးတို့လောကလူသားတွေအတွက်တန်ဖိုးတွေကနည်းသွားတန်ဖိုးမဲ့သွားဒါကြောင့်မိဘတွေရင်ထဲမှာမျောလင်းခဲ့တဲ့ဖွင့်မပြောရတဲ့ရင်တွင်ဖြစ်လာခဲ့တဲ့အကြောင်းတရားအနာမျိုးရှိတယ်ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာကိုမျောလင့်တယ်ကိုသားတွေကိုသမီးတွေကမိဘတွေရဲ့ခြံနာပရိသတ်ရဲ့လူတိုင်းမှာပြည့်စုံဝင်ရရလားကိုမျောလင့်တယ်လို့ဖြစ်လာကြအောင်နော်လက်ရွယ်ကြီးလာတဲ့အခါကျတော့လည်းပဲဒီသားများသမီးများကတပံပြန်လဲပြီးတော့ငါတို့တွေးအောင်ပါပဲလို့ရုပ်ငယ်တုန်းကအမေတို့ဖေတို့ရှာပေးခဲ့တဲ့အဝတ်အစားတွေပြိတ္တရေမဝတ်ခဲ့ဘူးလားအိမ်ဒီတော့မေတို့ဖေတို့စောက်ပေးခဲ့တာမနေခဲ့ဘူးလားအမေတို့ဖေတို့ရှာကျွေးခဲ့တဲ့သမင်းတော်တို့မစားခဲ့ဘူးလားအမေတိုက်ခဲ့တဲ့တို့ကြိုတွေကိုမတောက်ခဲ့ဘူးလားကျိုးငယ်ငယ်တော့ကအဲ့ဒါလိုအမေဖေကိုမိကိုပြီးတော့ပြိတ္တရေဘဝတစ်ခုဒီကနေ့ဒီချိန်တိအောင်ရက်တည်လာခဲ့ကြညိုလေးချက်တွေနဲ့နေသွားရပြီအသေးရည်ကြီးလို့တကယ်တမ်းလောကမှာဖြစ်နေတဲ့ဘဝမှာပြိတ္တကိုညိုလင့်တယ်လို့သားသမီးတွေကဖြစ်ရပြုစုဆောင်ရှောက်ဖို့အခွင့်အရေးတွေအားလုံးကပြောင်းမှန်းတယ်လို့မဖြစ်ကြဘူးနောက်နံပါတ်3ကငါတို့မရှိရင်လည်းပဲဒီသားများသမီးများအတွက်ရှိတဲ့ပစ္စည်းလေးဟာအငွေပဲလို့သူတို့အတွက်ပဲဆိုတာပြိတ္တရွေချက်မရှိဘူးလားရှိပါရဲ့ဗျာမပြောတော့သာသနာကရွေလျော့လို့အမေသာသနာပေါင်းထဲမှာသာမပြောလို့သာလူထွက်တော့မယ်အမေတိုင်းနေပါတပတ်လောက်နေပါ10ရက်လောက်နေပါအမေရက်ကလေးတွေတိုးတိုးပြီးတော့ဆွဲထားအမေသားနဲ့သားတို့ရဲ့ကြောင်းမှာရှိတဲ့ဆရာသမားသံဃာတွေအကုန်လုံးပင်းပြီးတော့ဒီအဝေကလေးနဲ့အမေနောက်ဆုံးသာသားကိုဆုံးကပ်မယ်အာယောနိသောမနတိကာရနှလုံးသွင်းမလို့အာယ
ယုံလေးပြိတ္တရဲ့လွဲသွားမယ်ဆိုရင်ဘဝကလည်းပဲကောင်းတဲ့နေရာကပြိတ္တရဲ့လွဲသွားတတ်တာပဲအဲ့ဒီအာယုံလေးတွေကြောင့်လေဒါကြောင့်အမေဘလူမနဘလူကြီးကအမေပါဘယ်အမေလဲအိတ်ကအမေကိုရင်လေးကလူထွက်မလို့ကိုရင်လေးဘာလို့မလို့အဲ့မကျင်ဘူးနောက်တစ်ချိန်ထပ်ကြမယ်တတိယတစ်ချိန်ထပ်ပြီးတော့ပြည့်ကြတော့အငယ်ဆုံးသားကပြိတ္တရဲ့သင်္ကန်းနဲ့ပြေးပြီးတော့ခံတယ်တဲ့အဲ့ဒီမှာအမေတို့မနိုင်တော့ဒေဝနကခလုတ်တိုက်ပြီးတော့ပြုတ်ကြတော်သေးတယ်အထက်ကြမှာပါနော်လက်ခန်းခလုတ်တိုက်ပြီးတော့ကြလိုက်တော့အမေကလည်းလန့်ပြီးတော့ပရိသတ်ရဲ့လူကြီးမှပြန်ပြီးတော့တတိရလာတယ်အဲ့လူဒါနပြုတဲ့နေရာမှာလည်းပဲကုံမှာကြောက်ရင်ပရိသတ်ရဲ့အလူဖမြောက်ပါလားရောက်ပါဘူးဒီကုံမှာကြောက်တာကလောဘရှိရင်ကုံမှာကြောက်ဒေါသရှိနေသေးရင်ကုံမှာကြောက်နော်လောဘနဲ့ရှင်တွဲနေတဲ့မစ္စရိယရှိတို့တို့မပေးဘူးကိုလူတော့လူသွားပြန်ဒီနေ့ဆိုလို့စိတ်မကောင်းဖြစ်ရင်တော့ကောင်းကြောင်ရေးမရတော့ပေးတဲ့အချိန်မှာယူရဒီမပေးတဲ့အချိန်မှာယူရင်အလူပင်ဖြစ်လေတာခိုးတာတဲ့ပြောပေါ့တာမပေးရင်ခိုးတာလူနေတဲ့အချိန်ပေးရင်ယူတာအဲ့ဒီယူတဲ့အချိန်ကလူတဲ့အချိန်ပဲပေးနေတာမပေးတဲ့အချိန်မှာယူရင်ပါတဲ့အဲ့တော့ယူတာနဲ့ခိုးတာတခုတော့တို့ကိုရမှာဟုတ်လားလူနေတဲ့အချိန်ဆိုရင်ယူဖို့ပေးရင်ပြိတ္တရင်ယူရကိုစတိလာပြောသလိုပဲမနိုင်ရင်ကျုပ်တို့ကကားနဲ့တိုင်းမှာမြို့ဆိုဟုတ်လားအလူကပုဂ္ဂိုလ်ဆိုတာလူရင်တော့ယူကြစားကြနော်ဟောကြတော်မူခဲ့ပါ၏တတိသာတော့ရောက်ရှိတဲ့မိခင်နာမလူခင်မှာဇေယျပထမပရိသတ်ရေဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ပုဗ္ဗစေရနာဇောတွေမရှိဘူးလားအခုဘုရားကကြောက်ခေါ်ပြီးတော့ယဟန်ဝိပေးလိုက်ပြီအနုညာတတ္တခွင့်ပြုပါ၏လောဒိနေရောက်တော့ကမ္မဝါမှာစေတံမေအောင်မီစေတံမေအောင်မီစေတံမေအောင်မီဒါနေသယုတ်တေသသမာနပါဟုကဲဒီစက်ချနော်ဒီစက်နဂုံသုံးပါအင်္ဂါ၅ပါးပြည့်စုံသောကျင့်ဖို့သီလကိုကျင့်သုံးခံယူစောင့်တည်ကြကုန်ပြီး၍တပည့်တော်များဤယင်၌ဖြစ်သောသာယရဏသမီးယရဏသူတော်ဘာတို့ဤယင်နေတိချာသာယရဏသမီးယရဏတို့ကိုသင်္ကန်းသုံးတဲ့ခါဗန္တပိကောင်းရိပ်ဓာအားဖြင့်ကာလနာဝေဒံခြေရန်ဖြစ်သောသာသနာတော်တွင်သို့သွေးချင်းမြင်ရပါကုန်၏သာသနာဒါယိဇာသာသနာအမွေခံသင်္ကန်းတပိတ်ရှင်မြတ်တို့အားသံဃောစဉ်ချိုးချင်းရတာအပြာပြာတို့နှင့်နဝကမ္မဘုဒ္ဓတို့ကိုလူရန်ကြောင့်ဖြစ်သောဒါနကုသိုလ်သောက်တည်အပ်သောသီလကုသိုလ်ဤအလူပွဲထမ်းမြောက်အောင်မြင်အောင်ဆောင်ရွက်ရသောသီလနှင့်အကျိုးတူသောဝေယဝဆ္စာသီလကုသိုလ်တရားဟောတရားနာရှင်ကြီးရှုမှတ်ပွားများရသောဘာဝနာကုသိုလ်စေတနာတို့ဤအဘောဘာကကိုယ်မှာစောင့်ကြကိုယ်ဆောင်တတ်နှင့်မိခင်ဖခင်
တို့အားအဘုဒ္ဓ၍အိမ်ဆောင်နာခြံဆောင်နာလမ်းဆောင်နာရွာဆောင်နာမြို့ဆောင်နာရက်ွက်ဆောင်နာကွင်းဆောင်နာတောဆောင်နာတောင်ဆောင်နာသမုဒ္ဒရာဆောင်နာမြစ်ဆောင်နာအာကာသဇုဘုံမဇုယုတ်ကဇုစတုလောကပါဠနမင်းမြတရားမင်းလူတို့တည်းပြည့်ရှင်မရ၎င်းအမြအမြပေးဝေပါကုန်၏ယက္ခရာတကေအဆွေမျိုးအပရိသတ်တို့နှင့်သန္တရာဆက်ဆက်တော်ဆက်ခဲ့ဘုသောမိဟောင်းဖဟောင်းမိဘဘိုးဘွားဆရာသမားအဆွေမျိုးများအမြအမြပေးဝေပါကုန်၏အတူအချင်းဘဝဓမ္မသို့ပြောင်းရွှေ့ကွယ်လွန်သောဥဒ္ဒဝေဒိုင်ကမာကြီးဒေါ်ကြီးမော်တို့နှင့်ဥတ္တအောင်တို့အားအမြအမြပေးဝေပါကုန်၏တိုက်ချုပ်တိုင်တန်းဝိဇ္ဇာဇောကြီးတပတိတို့နှင့်မိဆိုင်ဖဆိုင်နတ်များနှင့်တကွာမိုးနတ်သားမြေနတ်သားရေနတ်သားလေနတ်သားတို့အား၎င်းညာညာပါစေအမြကုသိုလ်ဘေးဝေလိုဤထိုကုသလမြတ်ဘုံညကိုထိုးထိုးများစွာတတဝါတို့သည်အမြရာကြ၍ကိုယ်စိတ်နှပြကျမ်းမာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေဝတ္တုံတည်းတသက်အမှုဒီပါစေသောဤသေးသောအာလုံးရရသမျှအမြမြမြလူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးရရသမျှအမြမြမြလူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအာလုံးကိုစိတ်ကြပြပြန်မှချမ်းသာကြပါပြုကြပါစေ အောင်ကြီးအောင်ကြီးအောင်ပါပြီအောင်ကြီး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 အောင်ပါပြီအောင်ခြင်းမင်္ဂလာပြေဝလို့ဒီ
ဖြာမျက်စရာနေဒီဝါတနေတရားမင်းပါဝိဇာလူနဲ့ရရနဲ့ဆွေတော်ရှိတောင်းမြို့တော်ပေါင်းကိုမြင့်မြတ်တင်စေအောင်စုဝေသည်အောင်စေအမြရစေသောရောက်ပြီးငယ်စင်ရမေကြီးရဲ့ကိုတော်နာနာမသိရတဲ့အနည်းတရားနေရတာနဲ့လူကြီးပေးတဲ့ဒီတရက်အလူကြီးပေးတဲ့ဒီတရက်အပြစ်မပါလို့တရာဆိုတဲ့တရားတဲ့သာလို့တရက် Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ယံမဲတိုးတယ်အလူတကာကြီးရဲ့ ကြွားရောက်တဲ့ဧည့်သည်စီကားလို့ကြည်ပါကွယ်ဘာလို့သေးလဲပြောပဲလူမကြီးရဲ့လာမင်းလေးလေးလူချင်းနဲ့နောင်နှစ်တွေလဲလူချင်းနဲ့နောင်တနေရဆက်ပါရမီပြည့်မဲ့လူတကာကြီးရဲ့လာမင်းလေးလေးလူရမယ်နောင်နှစ်တွေလဲလူရမယ်နောင်တနေရဆက်ထောင်ရမွဲပါလူမကြီးရဲ့ပြောပါရဲလူကြီးပြရလို့ကွယ်ပြောပါရဲထမင်းချောင်းစီမောင်းတီလို့ရဲ့လူရာနာကုသိုလ်ယူမဲ့ကိုလေးပြောတယ်မင်းလေးပြောတယ်တော်တယ်လူတကာကြီးရဲ့ကြွားရောက်တဲ့ဧည့်သည်စီကားလို့ကြည်ပါကွယ်ဘာလို့သေးလဲပြောပဲလူမကြီးရဲ့လာမင်းလေးလေးလူချင်းနဲ့နောင်ရတွေ့လဲလူချင်းနဲ့နောင်တနေရဆက်ပါရမီပြည့်မဲ့လူတကာကြီးရဲ့လာမင်းလေးလေးလူရမယ်နောင်ရတွေ့လဲလူရမယ်နောင်တနေရဆက်ထောင်ရမခွဲပါလူမ